ဘာကြောင့်ကိုဇော်ဘိုးဟိန်းကိုကျန်းဖတ်မှုတွေနဲ့အဖမ်းခံထားရတဲ့အကျန်းဖတ်သမားပုံစံမျိုးကိုပိုင်ရဲကိုကပြောတာလေအကျန်းဖတ်မှုတွေနဲ့အဖမ်းခံထားရတဲ့အကျန်းဖတ်သမားလို့ပုံစံမျိုးပြောသွားတာကျမတို့လက်မခံဘူးလုံးဝမကြိုက်ပါဘူးလက်မခံနေကိုယ်တိုင်လိုက်ပါလေအဲ့တော့ကိုစောဖိုးမမိုးခိုင်နဲ့ကိုစောဖိုးမတဲ့ရတယ်ပဲကျုပ်ကမမိုးမိုးခိုင်ကိုမခေါ်ရတော့ဘူးလားမမိုးမိုးခိုင်ဘက်ကမလိုက်ရတော့ဘူးလားမမိုးခိုင်66ခိုင်နဲ့ပြည်ဦးလုံးရုံချင်းလာလို့ရှိရင်ကူညီပေးနိုင်တဲ့ຢာကူညီပေးလိုက်ပါပဲဒါပဲရှိကြတယ်ကြည့်အောင်ဟုတ်လားမမိုးခိုင်တဲစရာမရှိကြောင်းလာတဲ့သွားဒါပဲရှိကြဦးစင်းတော့နော်ဟုတ်ကဲ့ကျွန်တော်ညီကိုမော်ဒမများအားလုံးပဲတော်လန်ညချမ်းဒီပါဒါကျွန်တော်ညပိုင်းတင်ဆက်မှုတွေကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါကျွန်တော်ဒီကနေ့ဒီဇင်ဘာလ26ရက်နေ့အတွက်ညပိုင်းတည်ရတဲ့တော်လန်မြေပြင်စစ်သတင်းကောင်းလေးတွေနဲ့ဒီနောက်မှာဒီစော်ဘောင်းဟင်းကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုဘတ်အော်ဒန်စာရက်ကွက်မှာဘလို့တွေအချင်းချင်းကြိုက်တာကြောင့်လဲဆိုတာကြောသွားပြီးတော့ကြည်လိုက်အောင်ညာကဲတော့ပထမဆုံးဒါကြောင့်ဒူဝါကြီးတို့ဘက်ကသတင်းကောင်းလေးနဲ့ပဲစရမယ်ဆိုရင်ဒါမနေ့ကဆိုရင်လည်းဒီခရစ်စမတ်လက်ဆောင်အနေနဲ့ဒါကျွန်တော်ပြည်သူတွေအတွက်ဒူဝါကြီးတို့ကတော့ဒီငှက်ကင်ပစင်းကင်သတင်းကောင်းလေးတွေကိုလက်ဆောင်ပေးခဲ့ပြီးပြီပေါ့နော်ဒါဒီနေ့မှဆိုရင်လည်းဒုတိယမြောက်အနေနဲ့အဲ့ဒီမြစ်ကြီးနားလေတဲ့စကန်ဌာနချုပ်ကိုသွားပြီးတော့တက်ခတ်ခဲ့တဲ့အထက်မှာဒါလေရင်တစည်းထိမှန်ပျက်စီးသွားပါတယ်ဆိုတဲ့သတင်းတွေကလည်းပြန်ပြီးတော့ထွက်ပေါ်နေပြန်ပြီပေါ့နော်ဒါပေမဲ့အဲ့ဒီသတင်းလေးကတော့အတီးပြုလို့မရသေးဘူးဆိုပေမဲ့လည်းဒါဒီနေ့မှထပ်ပြီးတော့တက်လာတဲ့သတင်းကောင်းလေးကိုကျွန်တော်ထပ်ပြီးတော့ဖတ်ပြရမယ်ဆိုရင်ကချင်ပြည်နယ်ဗမော်မြို့သိမ်းတပ်ပွဲကို KIA ကယမန်နေ့မှစတင်လိုက်ပြီးစစ်တပ်ဘက်ကအမှတ်40ခွန်ချီလင်းတက်ရင်ပြူအောင်မှုအမှတ်641စစ်လက်နက်ပစ္စည်းတက်ခွဲတက်ရင်မှုနဲ့ဒုတက်ရင်မှုအပါအဝင်စစ်တပ်ဘက်မှအရာရှိနဲ့စစ်သည်များတေဆုံးမှုများပြားခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါယမန်နေ့ခရစ်စမတ်နေ့မှာ KIA ကဗမော်မြို့သိမ်းတပ်ပွဲကိုတကြောပြန်ထိုးစစ်ဆင်စတင်လိုက်ပြီးတဲ့နောက်စစ်တပ်ဘက်ကအရာရှိကြီးများဖြစ်တဲ့ခလာရ40ခွန်ရဲ့ပြူအောင်မှုစာနာခ641ရဲ့တက်ရင်မှုနဲ့ဒုတက်ရင်မှုတို့တေဆုံးသွားကြခြင်းဖြစ်ပြီးအခြားသောစစ်သည်များလည်းတေဆုံးမှုများပြားကြောင်းသိရပါတယ်ဒါကျွန်တော်အတီးပြုလို့ရတာကတော့ခလာရ40ခွန်ပြူအောင်မှုတေတာတော့အတီးပြုလို့ရပြီစာနာခ641ရဲ့တက်ရင်မှုနဲ့ဒုတက်ရင်မှုတေတာလည်းအတီးပြုလို့ရပါတယ်တက်ပွဲဖြစ်တာကတော့ခလာရ40ခွန်နဲ့စကက21အကြားမှာဖြစ်တာခလာရ40ခွန်နဲ့ကက်ရက်ပူနီးတဲ့စစ်သားတွေကလည်းတေတာများပါတယ်အရေးအတွက်ကတော့မသိရသေးဘူးလို့ KIA စစ်ရေးသတင်းမြစ်ကဆင်းပြထားပါတယ်ဒါအပြင်ဒီကနေ့မနက်ပိုင်းကချင်ပြည်နယ်ရဲ့မြို့တော်မြစ်ကြီးနားမြို့မှာစီးတဲ့လေတပ်စကန်ဌာနချုပ်ကို KIA ကအသေးခံဒရုန်းတွေနဲ့ထပ်မံတိုက်ခိုက်ခဲ့ပြီးဒုတိယနေ့အဖြစ်ထပ်မံတိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်အဲ့ဒီမြစ်ကြီးနားလေတပ်စကန်ကိုကျွန်တော်တို့ဘက်ကအသေးခံဒရုန်းတွေနဲ့တွားပြီးတော့တိုက်တာနောက်ထပ်တိုက်လျင်ဒစီထိမှန်ပျက်စီးတယ်လို့တော့ကြားပေမဲ့အတိပြုလို့တော့မရသေးပါဘူးဆိုပြီး KIA သတင်းမြစ်ကဆင်းပြထားပါတယ်ဆိုတဲ့ပထမဆုံးဒါကြောင့်ဒူဝါကြီးတို့ဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်ကဲတော့ဆက်ပြီးတော့ဒါကြောင့်အောက်ချင်းတို့ဘက်မှာဆိုရင်လည်းချင်းပြည်နယ်ရဲ့မြို့တော်ဖြစ်သောဟာကာမြို့မှာစီးတဲ့စစ်တပ်စကန်တချို့ကိုချင်းတော်လိုင်းတပ်ဖွဲ့တွေဖြစ်တဲ့ CDF ဟာကာကဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ဒီကနေ့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပါတယ်ဆိုတဲ့သတင်းလေးကတော့ဒါဒီကနေ့ဒီဇင်ဘာလ26ရက်နေ့မနက်6နာရီဝန်းကျင်အချိန်မှစတင်ပြီးဟာကာမြို့အနီးမှာစီးတဲ့အကြမ်းဖက်စစ်တပ်ရဲ့အခြေစိုက်စကန်9ခုတပ်မနယ်ကိုချင်းတော်လိုင်းတပ်ဖြစ်တဲ့ CDF ဟာကာကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလက်တလောဒီအကြမ်းဖက်စစ်တပ်စကန်တွေမှာမီးများလောင်ကျွမ်းနေကြောင်းအကြမ်းဖက်စစ်တပ်ကလည်းလေကြောင်းတိုက်ခိုက်မှုတွေလှုံ့ဆော်နေကြောင်းသိရပါတယ်ဒါချင်းတော်လိုင်းသတင်းမြစ်တစ်ခုကတော့ဘာတွေပြောထားလဲဆိုရင်ဒီဟာခါကိုဝင်တိုက်တာတော့ဟုတ်တယ်လလောဆဲဆဲသိရတဲ့လောက်တော့စစ်စင်ရေးနဲ့ဝင်တိုက်တာလို့ပဲသိရတယ်တပ်ဆိုင်ရာအဖွဲ့အစည်းကဖြေတာပို့ပြီးတော့ကောင်းပါမယ်ဆိုပြီးခေတ်သစ်မီဒီယာကိုအတီးပြုပြောဆိုထားပါတယ်ဒီလက်တလောခေတ်သစ်မီဒီယာရဲ့ရရှိထားတဲ့သတင်းတွေအရချင်းပြည်နယ်ဟာခါမြို့မှာရှိတဲ့ရုံးတောင်စစ်တပ်စကန်ဟာခါမြို့အနီးမှာရှိတဲ့စစ်တပ်ဂိတ်စကန်တချို့အပါအဝင်ဟာခါမြို့နေရာတချို့မှာတိုက်ပွဲတွေပြင်းထန်နေကြောင်းသိရပါတယ်ကဲတော့ဒါလေးကတော့ဒီချင်းပြည်နယ်ဟာခါမြို့ကဒီတိုက်ပွဲအခြေအနေလေးပဲဖြစ်ပါတယ်ကဲတော့ဆက်ပြီးတော့ဒါကြောင့်အကိုချီတို့ဘက်မှာဆိုရင်ရွေးကောက်ပွဲမတိုင်မီအကြမ်းဖက်စစ်တပ်ရဲ့ဂွားမျိုးကိုသိမ်းမယ်ဆိုတဲ့စစ်စင်ရေးမအောင်မြင်တဲ့အပြင်ကိုမှဒါ ARD စစ်မျက်နှာမှာလည်းအကြအဆုံးအများပြားနဲ့ရင်ဆိုင်နေရပါတယ်ဆိုတဲ့သတင်းလေးကလည်းဒါရွေးကောက်ပွဲမတိုင်မီဂွားမျိုးကိုသိမ်းမဲ့အကြမ်းဖက်စစ်အုပ်စုရဲ့စစ်စင်ရေးအစီအစဉ်ကမအောင်မြင်တဲ့အပြင်ကိုမှ ARD စစ်မျက်နှာမှာလည်းအရာရှိတွေအပါအဝင်အကြဆုံးတွေများနေသလိုတပ်သားတွေထွက်ပြေးမှုတွေနဲ့ရင်ဆိုင်နေရကအထိနာလျက်စစ်ကြောင်းသိရပါတယ်ဒါစစ်ရဲ့အခြေအနေကိုလေလာစောင့်ကြည့်နေသူတူကတော့သူတို့ကဒီဇင်ဘာလ17ရက်နေ့မနက်9:00နာရီမှာဂွားမြို့ကိုလေကြောင်းကနေဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးပင်လယ်ပြင်မှာရပ်နာထားတဲ့နေဗီတွေပေါ်ကလည်းလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့နေဗီကဆိုရင်အများကြီးပစ်ပါတယ်အကြိမ်40လောက်ပစ်တဲ့လေကြောင်းကနေလည်းဘုံကျဲပါတယ်ဒါပေမဲ့သူတို့ကကမ်းကိုမကတ်နိုင်ခဲ့ပါဘူးဆိုပြီးနရီဇရာသတင်းဌာနကိုပြောဆိုထားပါတယ်ဒါအပြင် ARD တိုင်းပသိမ်ခရိုင်တာပေါင်းမြို့နယ်အတွင်းကတဲဖြူရွာမယန်းကျင်းရွာတစ်ဝမ်ပူရွာတာပေါင်းလေးရွာတွေဘက်မှာလည်းတပ်ဝဲတွေအပြင်းထန်ဖြစ်ပေါ်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ကအထိကအကျဆုံးများနေတယ်လို့အထူးမှုခင်တပ်ဖွဲ့ပသိမ်ရဲ့သတင်းမှာဖော်ပြထားပါတယ်
ဒါဆက်ပြီးတော့ဒါကြောင့်မကွေးတိုင်းဘက်မှာဆိုရင်မကွေးတိုင်းအောင်လံမြို့နယ်မှာအင်အား20ခန့်ပါတဲ့အကြမ်းဖက်စစ်ကားတစီကိုတော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာအရာရှိတအုပ်အပါအဝင်အကြမ်းဖက်စစ်ကောင်စီတပ်သား16ဦးခန့်တေဆုံးထိခိုက်ခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါဒီဇင်ဘာလ23ရက်နေ့မနက်7:00နာရီခွဲကမှအောင်လံမြို့ခလာရ81မှာအင်အား20ခန့်မှာအကြမ်းဖက်စစ်ကားတစီကအောင်လံမြို့နယ်လှေတုံးနဲ့ဒဂုံတိုင်းကြီးရွာအကြားကိုမိုင်းကွင်းအားလာရောက်စစ်ဆေးတဲ့အချိန်မှာမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ဒါအဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှအရာရှိတအုပ်အပါအဝင်အကြမ်းဖက်စစ်သား16ဦးခန့်ထိခိုက်ဒေဆုံးခဲ့ပြီးတော်လိုင်းရဲဘော်တအုပ်ကလည်းမစိုးရင်ရထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဆိုတဲ့နောက်ထပ်ဒါကြောင့်မကွေးတိုင်းဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်ကဲတော့ဆက်ပြီးတော့ဒီရန်ကုန်တိုင်းမှော်ဘီမြို့နယ်မှာရှိတဲ့ပြည်သူ့စိတ်ဆောင်ပါတီပြည်သူ့လုံးပါတီရုံးမှာပါတီဝင်များနဲ့ပြူစောထီးများတောက်စားမူယူနေစဉ်ဘုံခွဲတိုက်ခိုက်ခဲ့ရမှာထိခိုက်မှုရှိနိုင်ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါမနေ့ကဒီဇင်ဘာလ25ရက်နေ့ည10:45မိနစ်ခန့်အချိန်မှာမော်ဘီမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့တရားမဝင်ရွေးကောက်ပွဲကိုပူးပေါင်းပါဝင်လှုပ်ဆောင်နေတဲ့ပြည်သူ့လုံးမြို့နယ်ပါတီရုံးရဲ့ရုံးစောက်ပါတီဝင်များနဲ့ပြူစောထီးများတောက်စားမူယူနေစဉ်ပြန်အမိမိုင်းနှလုံးလက်ပစ်ပုံတစ်လုံးတို့ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ဒါအဲ့ဒီဖောက်ခွဲတိုက်ခိုက်မှုအတွင်းပြည်သူ့လုံးမြို့နယ်ပါတီဝင်များနဲ့ပြူစောထီးများထိခိုက်မှုရှိနိုင်ပြီးအရေးအတွက်ကိုတော့အတီးပြုနိုင်ခြင်းမရှိသေးကြောင်းအဲ့ဒီတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးတဲ့နောက်ဒါကြောင့်တော်လိုင်းရဲဘော်တွေအနေနဲ့ကတော့အထိခိုက်မရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ဒါအလားတူပဲမနေ့ကဒီဇင်ဘာလ25ရက်နေ့ညနေ6:00နာရီခန့်အချိန်မှာလှိုင်းသားရအနောက်ပိုင်းမြို့နယ်အမှတ်73ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးကို The Black Line အဖွဲ့ကမိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းအဆိုပါအဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်ဒါအဲ့ဒီဘုံခွဲတိုက်ခိုက်ခဲ့တဲ့အမှတ်73ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာအကြမ်းဖက်စစ်တပ်ရဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲအတွက်ပြည်သူများအပေါ်ဆန္ဒမဲပေးဖို့ဖိအားပေးလျက်စီတော်နေရာများဖြစ်ကြောင်းအဆိုပါတိုက်ခိုက်မှုမှာအကြမ်းဖက်စစ်တပ်ရဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲအတွက်ဖိအားပေးနေတဲ့အကြမ်းဖက်စစ်တပ်ရဲ့တောက်တိုင်တွေကိုနောက်ဆုံးအနေဖြင့်သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒီမန္တလေးတိုင်းအမရပူရမြို့နယ်မှာအတူရောင်ရွေးကောက်ပွဲကိုဆန္ဒမဲလာပေးရေးပြည်သူများကိုဖိအားပေးနေတဲ့ရန်အမှုယူကြိုင်ဆိုသူပြစ်ခတ်ခံရပြီးတေဆုံးသွားပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါပြီးခဲ့တဲ့ဒီဇင်ဘာလ20ရက်နေ့ညနေ4:30မိနစ်ခန့်အချိန်မှာအမရပူရမြို့နယ်ဥယျာဉ်တော်အုပ်စုတာယာအေးကျေးရွာနေရန်အမှုယူကြိုင်ကိုတော်လိုင်းတပ်ဖွဲ့တွေကရွာလေလမ်းမကြီးပေါ်မှာပြစ်ခတ်ဆင်းလင်းခဲ့ရမှာတေဆုံးသွားကြောင်းသိရပါတယ်။ဒါအဲ့ဒီတေဆုံးသွားတဲ့ယာယီမှုယူကြိုင်မှာစစ်တပ်ကပြုလုပ်တဲ့အတူရောင်ရွေးကောက်ပွဲမှာပြည်သူများဆန္ဒမဲပေးရေးအမျိုးမျိုးဖိအားပေးနေတဲ့အပြင်ကမှလူငယ်တွေကိုလည်းစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးနေသူဖြစ်ကြောင်းသိရပါတယ်။ကဲတော့ဒီလောက်ထိသတိပေးထားတဲ့ဂျားတဲ့ကောင်မှနော်ဒါပြည်သူတွေကိုအမျိုးမျိုးဒုက္ခပေးချင်နေတဲ့ကောင်တွေမင်းတို့ရဲ့သွားရလမ်းကတော့ဒီငရဲပြည်မှာတပါအခြားမရှိဘူးဆိုတော့လေအခုတော့လေဒါကြောင့်တော်လိုင်းတပ်ဖွဲ့တွေကငရဲပြည်ကိုအမြန် flight နဲ့ပို့ပေးလိုက်ပါတယ်ဆိုတဲ့နောက်ဆုံးသတင်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့ဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်သတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးဒီ200ချီပျောက်ဆုံးနေတဲ့ဒီမြောက်ဥခေရရခေါင်းလောင်းကိုအာရခတ်တော် A ကပြန်လဲတွေးစီလိုက်ပါတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးဒါကြောင့်ကိုလင်းထောင်ပြောဆိုထားတာလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာအခု A ကလည်းသူကထုတ်လာတဲ့သတင်းရအောင်ကျွန်တော်တို့မြောက်ဥခေရရခေါင်းလောင်းတယ်ဒါကြီးကအကြံခေါင်းစဉ်ကြီးခေါင်းစဉ်ကြည့်ပြီးတော့ကျွန်တော်တော်တော်လေးဟောဒလိုကြီးလားဆိုပြီးတော့ဖြစ်သွားတယ်ဗောနော်အဲ့တော့ဒီသတင်းကိုပေါ်ပြလာတာကတော့ဒီအာရခဟိုမင်းသမီးပေါ့နော်အာရခမင်းသမီးမီဒီယာကနေပြီးဒီဇင်ဘာလ25ရက်နေ့ဒီနေ့မှာပဲကျွန်တော်တို့ဖော်ပြလာတာဖြစ်ပါတယ်အဲ့တော့ဒီရရခေါင်းလောင်းကြောင့်ကျွန်တော်နည်းနည်းပြန်ပြီးတော့ပြောဖို့လိုပါဒီရရခေါင်းလောင်းကကျွန်တော်တို့မြောက်ဦးခေရခိုင်ဘရင်နရပတိကြီးလက်ထက်ကနေပြီးတော့လက်ထက်ပေါ့နော်1638ကနေ1645မှာသုံးလုပ်ခဲ့တယ်ဆိုပြီးတော့သတင်းမှာဖော်ပြတယ်နောက်ပြီးတော့မာမုနိဖေယာဂောဘဟအောင်တူဖြစ်တယ်မာမုနိရွာသားဖြစ်တယ်အသက်85နှစ်အရွယ်ဦးထွန်းအောင်ပြောပြချက်ရအာရခတက်တော်ကဒါပေါ့နော်ဇူလိုင်4ရက်မှာဆိုတော့တော်တော်လေးကြာနေပြီအခုမှပေါ့နော်ဟိုသတင်းထုတ်လာတာဖြစ်ပါတယ်သူကအဲ့အကောင့်လောက်ဒါစာရေးဆရာဒါကတော့စာရေးဆရာဝယ်အောင်လဲကျွန်တော်တို့ဒါဟိုပါပေါ့နော်ဦးထွန်းအောင်ဖြစ်ပါတယ်ဦးထွန်းအောင်ရဲ့အဖေတွေဦးလေးတွေလက်ထက်ဒါသူတို့သူအသက်24နှစ်အရွယ်မှာဒီခေါင်းလောက်တွေ့တဲ့အချိန်မှာသူတို့ကဒီဘသူ့မှမပြောဘဲနဲ့တခြားတနေရာမှာပြန်ပြောင်းပြီးတော့မြုပ်ထားတယ်နောက်ပြီးတော့သူကိုယ်တိုင်လည်းဟိုတော့ဒီခေါင်းလောင်းရဲ့အကြောင်းဘာမှမပြောဘူးအဲ့တော့ခင်ညွန်းတို့လက်ထက်နဲ့တန်းရှူတို့လက်ထက်မှာလည်းဒီခေါင်းလောင်းကဖြစ်ဖို့အတွက်ရခိုင်ပြည်သူတွေဒါပေမဲ့ရခိုင်ဘက်ကသူတွေပြောကြကြရမာမုနိရှိကရေကန်ကြီးတွေဘာတွေထဲမှာအထိပေါ့နော်တူးဖော်တာတွေဘာတွေလုပ်ခဲ့တယ်လို့ပြောတယ်နောက်ပြီးတော့ဒီရခိုင်ဟိုပါပေါ့နော်ဒီရခိုင်ပြည်နယ်အတွင်းကမှလည်းထောင်လန်းရေးတွေကဒါတွေကိုစုံစမ်းပြီးတော့လုပ်တာလို့ပြောတယ်နောက်ပြီးတော့ဒီဦးထွန်းအောင်ကိုလည်းပေါ့နော်မက်လုံးတွေပေးပြီးတော့ဒီဥစ္စာကိုပြောပြဖို့ဘာညာဆိုပြီးတော့ဒါပေမဲ့ तू ကမသိဘူးဆိုတဲ့တခွန်းနဲ့ဘူးခံပြီးတော့ငင်းခဲ့တယ်လို့ तू ကတော့ပြောတယ်အဲ့တော့
ဟိုပါနော်သူတို့ပြောတဲ့ဥစ္စာကတော့ဒီရခိုင်ဘရင်တွေကဒါဘယ်လိုလဲရတရားခေါင်းလောင်းတစ်ချက်ထိုးလိုက်တာနဲ့ရန်သူပြည်တွေကစစ်စစ်ညက်ညက်ပျက်စီးတယ်ဆိုတော့ဇလန်းနေပေါ့နော်ဒါကတော့သူတို့ရဲ့ယုံကြည်မှုတစ်ခုဖြစ်ပါတယ်နောက်ပြီးတော့ရှေးစင်ဆက်ကနေပြီးလက်ဆင့်ကမ်းလာတဲ့တမိုင်းဇလန်းလေးတစ်ခုဖြစ်တယ်လို့ကျွန်တော်ကတော့မြင်တယ်အဲ့တော့ဟိုပါပေါ့နော်ဒီခေါင်းလောင်းကိုအခုကတော့ရွှေ့ပြန်တွေ့တဲ့အချိန်မှာဒီဥထုံးအောင်နေပြောတယ်သူအမှတိုင်းစီအောင်ဝေးအောင်ရေးထားတဲ့အဲမှာဘာတူးကြတစ်ခုတွေ့လဲဆိုသူကဘောနော်ငါထုံးမြတ်နိုင်ကိုယုံတယ်ဒါကြောင့်မို့သူတို့လက်ထဲကိုထည့်ခဲ့မယ်ဆိုတဲ့ပုံစံမျိုးပြောခဲ့တာရှိအဲ့တော့ဒါကြီးကကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ဒါကိုယ်ွယ်ယုံကြည်မှုဆိုင်ရာနောက်ပြီးတော့ဘာသာဟိုပါဘောနော်လူတွေရဲ့ဆွဲလန်းမှုဆိုင်ရာပုံစံတွေနောက်ပြီးတော့ယုံကြည်မှုဘေးရင်းရတဲ့ယုံကြည်မှုပုံစံမျိုးတွေနဲ့သက်ဆိုင်တယ်အဲ့တော့ဒါကြီးကဒီလိုအချိန်ကြီးမှာဒါတွေယုံကြည်တဲ့လားဆိုကျွန်တော်ပြောပြမယ်ကျွန်တော်ကဒီဥစ္စာကိုဘာလို့မြင်လဲဆိုစစ်တပ်ဘက်ကနေပြီးတော့ရတရားခေါင်းလောင်းဆိုတဲ့အတန်ကြားလိုက်တာနဲ့နောက်ပြီးတော့သူတို့ဟိုးရင်တွေကကင်းချင်းတို့လက်ထက်တွေကလိုချင်နေတဲ့ခေါင်းလောင်းတစ်ခုကိုအခုချိန် AA ကရခိုင်ကိုရရှိသွားချိန်မှာဒီခေါင်းလောင်းကြီးကိုတွေးလိုက်တယ်ဆိုတဲ့ဥစ္စာတကူကသူတို့ရဲ့ဘယ်လိုပြောမလဲစိတ်ပိုင်းဆိုင်ရာနောက်ပြီးတော့သူတို့ရဲ့ယုံကြည်မှုဆိုင်ရာတွေကိုအများကြီးတိုက်ခိုက်လိုက်နိုင်တယ်ထိခိုက်သွားနိုင်တယ်လို့ကတော့ကျွန်တော်ကတော့မြင်တယ်ဒါကကျွန်တော်တို့လက်တွေ့မြင်ရမယ့်အမြင်တစ်ခုဖြစ်ပါတယ်အဲ့တော့ဒီခေါင်းလောင်းကနေပြီးတော့ဟိုစွမ်းဆောင်ချက်တွေစွမ်းဆောင်ရည်တွေထွက်လာတာမထွက်လာတာတပိုင်းဒါပေမဲ့တစ်ဖက်မှာတော့မင်းအောင်လိုင်တို့အုပ်စုထဲမှာတော့ဟာဒါကြီးတွေ့သွားပြီဘယ်လိုဖြစ်မလဲဆိုတဲ့ဥစ္စာမှာသူတို့ရဲ့သူတို့ဒီစစ်တပ်ထဲရသူအများစုကကိုယ်ွယ်ယုံကြည်မှုတွေနဲ့ပတ်သက်ပြီးတော့တော်တော်လေးဟိုပါပဲအဲဒါကြောင့်မလို့သူတို့စစ်ဗိုလ်ချုပ်တွေရဲ့လက်တွေမှာဆိုလက်ပတ်တွေဟိုဟာတွေအများကြီးပတ်ထားတာလဲကျွန်တော်တို့တွေ့ရမယ်နောက်ပြီးတော့6လုံးနေနဲ့ဂျားထဲမှာပဲဟုတ်လားဟို6လုံးလန့်လုံးနေဂျားထဲမှာပဲဟလာဟိုရှည်တန်းထွက်ရင်ဟိုဘက်ကဟိုရတရားစင်နဲ့ဟိုဖြစ်တဲ့သူဆိုရင်ဟိုထမိန်ဟိုတနက်ပြောင်းမှာခြီပြီးတော့ပြစ်တူဟိုဟာပြစ်တူဒီဟာပြစ်တူဆိုတဲ့ဥစ္စာတွေကလည်းစစ်တပ်ထဲမှာယုံကြည်မှုရှိတယ်နောက်ပြီးတော့ဘေးရတရားနဲ့အေရတိုက်တာပါဆိုပြီးတော့ရခိုင်ပြည်နယ်ထဲမှာဖြစ်ခဲ့တဲ့ဥစ္စာတွေလည်းကျွန်တော်တို့တွေ့ရတယ်အဲ့တော့အခုအချိန်မှာဟိုတစ်ဖက်မှာတော့စကားစားနဲ့ဒီပေါ့နော်စစ်ခွေးတွေနဲ့စစ်ခွေးအာဏာရှင်တွေကြားထဲမှာကျွန်တော်တို့ထိခိုက်ဟိုဟာတက်ရောက်မှုကတော့တော်တော်လေးကိုတံပြန်မှုတော်တော်ကြီးဝါမယ်လို့ကတော့ကျွန်တော်ကတော့ထင်တယ်သူတို့ဘက်ကမှလည်းဒါကိုတံပြန်ပြီးတော့ရတရားတွေဘာညာတွေလှုပ်လာနိုင်ကြတွေလည်းအများကြီးရှိတယ်ဒီသတင်းတစ်ပုဒ်ကကြီးလိုက်မယ်ဆိုရင်တော့ကိုယ်ွယ်ယုံကြည်မှုဆိုင်ရာဟိုပေါ့နော်တချို့တွေကတော့ဒါလောင်းလို့ပြောင်းလို့ဘာဖြစ်ကျွန်တော်ကတော့ဒါကိုတော့ဘာမြင်လဲဆိုတော့အေကနေပြီးတော့ထုတ်လိုက်တဲ့ဒီသတင်းတစ်ခုကဒီတူးဖို့တွေးရှိမှုတစ်ခုကနေပြီးတော့တစ်ဖက်ကိုလည်းမဟုတ်မိမိဘက်ကိုပါစိတ်တပိုင်းဆိုင်ရာအများကြီးမြင့်တက်သွားစေပြီးတော့တစ်ဖက်မှာစိတ်တပိုင်းဆိုင်ရာတွေသူတို့ရဲ့ယုံကြည်မှုတွေကိုထိခိုက်သွားနိုင်စေတဲ့အရာနှစ်ခုကိုသွားပြီးတော့ဖြစ်ပေါ်နိုင်စေတယ်လို့ကျွန်တော်ကတော့မြင်တယ်သူ့ရဲ့ခေါင်းလောင်းရဲ့စွမ်းဆောင်ချက်တွေတခြားဥစ္စာတွေကတော့တမျိုးပေါ့နော်ရတရားခေါင်းလုံးဆိုတဲ့အတုံးလုံးတစ်ခုကလည်းစစ်ခွေးတွေတော့ကတော့နော်မင်းအောင်လိုင်တို့ချားမှာတော့တော်တော်လေးဟိုဟာဖြစ်တယ်နောက်ပြီးတော့အခုသူတို့တင်မင်းလောင်းဆိုပြီးတော့ပြောကြတယ်အဲ့တော့ဒါဗိုလ်ချုပ်ထွန်းမြတ်နိုင်အောင်လည်းအဲ့လိုဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ခေါင်းဆောင်ပိုင်းအောင်လည်းဒီလိုမျိုးတင်စားတာလည်းဖြစ်နေတယ်ဘာပြောဒါတော့ကျွန်တော်တို့တစ်ဖက်ကကြည့်လိုက်ရင်စိုက်ဝါဆိုတာထက်ပေါ့နော်ဒါစိတ်တပိုင်းဆိုင်ရာတိုက်ခိုက်လိုက်တဲ့စိတ်တပိုင်းဆိုင်ရာမြင့်တက်စေတိုင်းတဲ့သတင်းတစ်ပုဒ်လို့ကတော့ကျွန်တော်ကတော့မြင်တယ်ကဲတော့เนาะဒီရတရားခေါင်းလောင်းကဒါစွမ်းနဲ့မစွမ်းဘူးဆိုတာလည်းခဏထားအောင်เนาะဒါအယုံကြည်ရှိတယ်မရှိဘူးဆိုတာလည်းခဏထားလိုက်အောင်ဒီဘေဒင်ရတရားတွေနဲ့ပတ်သက်ပြီးတော့သူတို့ဒီအကြမ်းဖက်စစ်တပ်ထဲမှာဒီလောက်ဒီအယူမှုအသေးအတန်တွေဖြစ်နေကြတာဆိုတော့ဒီဘေဒင်ရတရားခေါင်းလောင်းကိုဒါကြောင့်အာရခတ်တော့ A ကအခုလိုပြန်ပြီးတော့တွေးစီသွားတယ်ဆိုတာနဲ့ဒီကောင်လေးရဲ့အတွေးစိတ်သက်ထဲမှာဘယ်လောက်တောင်6လန့်နေမလဲဆိုတာเนาะဒါအားလုံးပဲတွေးကြည့်တာနဲ့သိနိုင်မှာပေါ့เนาะအဲ့တော့ဒီရတရားခေါင်းလောင်းကိုပြန်လဲတူးဖို့တွေးစီခဲ့တဲ့သတင်းကတော့ဒါကြောင့်တော်လိုင်းအတွက်မှာဆိုရင်ဒါတကယ်ကိုစိတ်သက်စစ်စင်ပိုင်းအရာမှာတကယ်ကိုအရေးပါတဲ့သတင်းလေးပဲဆိုတာဒါဘယ်လို့မှညင်းလို့မရဘူးเนาะကဲတော့နောက်ထပ်သူတို့ဒီအကြမ်းဖက်စစ်တပ်ကပြုလုပ်ပေးမဲ့ဒီအတူရောင်ရွေးကောက်ပွဲမှာအချိုးချောင်ပါတီဖြစ်တဲ့ဒီတောင်သူလယ်သမားများတိုးတက်ရေးပါတီဆိုလားဘာလားတော့မသိဘူးเนาะဒါအဲ့ဒီပါတီကအသက်ကြီးပြီးအချိန်မရှိတဲ့အဖိုးကြီးတယောက်ကလည်းဒီမဲဆွယ်ပွဲတစ်ခုမှာသူတို့ဒီအကြမ်းဖက်စစ်တပ်ရဲ့မတရားပေါ်တာဆွဲစစ်မှုတန်းကြီးတွေမတရားတောင်းနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘလို့တွေဒဲတွေဆော်သွားမလဲဆိုတာကြောင့်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာစိတ်မှုကြောက်နေရသေးတယ်ရောတော့ဘုရားတော့မပြောနေဘူးနော်ဟုတ်လားညာရီမှုနဲ့စိတ်မှုနှုတ်ကိုမနှုတ်ဆက်ရဘူးလာကုန်ပြီနော်လာကုန်ပြီသူတို့ကပြောတယ်ကျုပ်ကလည်းတေချာကြည့်တယ်ဒီကောင်လေးဘာလို့ပြောတာလဲလာကုန်ပြီဆိုတာနဲ့စစ်မှုတန်းကြီးပြရတော့စစ်သားဝယ်ရမယ်တဲ့နော်စစ်သားဝယ်ဖို့တိန်အောင်9000 8000ပေးရမယ်ဟာစောက်ကျုံးနဲ့စစ်သားဝယ်ရလားဟုတ်လားကျွန်တော်ပြောတာကစစ်မှုမထမ်းကျင်ဘူးဆိုရင်အဲ့ဒီအိမ်ကစစ်မှုထမ်းမလိုက်နိုင်သေးဘူးဆိုရင်6000နဲ့9000နဲ့1000နဲ့တောင်းတယ်ဟုတ်လားအကုန်လုံးစုပြီးကမှဟုတ်လားစစ်သားသွားဝယ်မယ်တဲ့ဟာမင်းတို့ကလည်းလူကုန်ကူးနေတာလားဟုတ်တယ်လေဘာမှပြီးမှအစိုးရလည်း
စစ်သားဝယ်တယ်လို့တခါမှမကြဘူးငါလည်းနိုင်ငံတော်ဆိုရနေအစည်းအဝေးလုပ်နေတဲ့ထဲမှာအမြဲတမ်းပါနေတာပဲရရွာထဲမှာစစ်သားဝယ်တယ်စစ်သားရောင်းတယ်ဟုတ်လားအဲ့ဒီစစ်သားဝယ်တယ်ရောင်းတယ်ဆိုတာဗမာပြည်တစ်ခုပဲရှိတယ်ကဘာမှဘယ်နေရာမှမရှိဘူးဟုတ်လား ကဲတော့ဒီဖိုးကြီးကတော့ဒဲတွေကိုစော်သွားတာနော်အဲ့တော့ရွေးကောက်ပွဲနီးလာမှအခုလိုတွေထပြီးတော့ကလော်တုတ်တာဆိုတော့ဒီအဖိုးကြီးကိုကြည့်ရတော့မကြတော့ပါဘူးနော်ကဲတော့နောက်ထပ်ဒီဇော်ဘိုင်းကိစ္စနဲ့ပတ်သက်ပြီးတော့ဒီပုတုမယာဒီသွေးနဲ့ဒီအချောင်းမပိုင်ရဲကိုတို့ဘလို့တွေအချင်းချင်းကြိုက်တာကြောင့်မလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည်လိုက်အောင်ညာ စုစုပေါင်းလက်နက်ကင်ဆောင်မှုပုံမှန်24ထောင်နဲ့9နှစ်ဝတ်တောက်ကားစီးတဲ့အမှုကားကုန်ကူးတဲ့မှုမဟုတ်ဘူးနော်ကားဝတ်တောက်ကားအယောင်းဝယ်လုပ်တဲ့မှုမဟုတ်ဘူးဝတ်တောက်ကားစီးတဲ့မှု3နှစ်ပေါင်းမှ10နှစ်ပဲရှိတယ်ပိုင်ရဲကိုပြောတဲ့အကြမ်းဖက်မှုပဲပါလေဘာကြောင့်ကိုဇော်ဘိုးဟိန်းကိုအကြမ်းဖက်မှုတွေနဲ့အဖမ်းခံထားရတဲ့အကြမ်းဖက်သမားပုံစံမျိုးကိုပိုင်ရဲကိုကပြောတာလေ သူလင်ကြည့်တော့ तू ကနာနေတာအဲ့ဒါ တခြားအမှုတွေပြောရဆိုရင်လက်ခံပေးလို့ရပါမယ်အကြမ်းဖက်မှုတွေနဲ့အဖမ်းခံထားရတဲ့အကြမ်းဖက်သမားလို့ပုံစံမျိုးပြောသွားတာကျမတို့လက်မခံဘူးလုံးဝမကြိုက်ပါဘူး လက်မခံနေကိုယ်တိုင်လိုက်ပါလေ လုံးဝမကြိုက်ပါဘူး မကြိုက်ရင်လိုက်ပါ နောက်တစ်ခုကတော့ကိုစောဘွားကြီးကိုလွတ်ပြီးပုံစံမျိုးဂျင်းထဲနေလို့အဲ့ဒီဂျင်းတွေမဟုတ်ဘူးဆိုတာကိုကျွန်တော်ကပြန်ပြီးရှင်းပြတာဘသူကကိုစောဘွားကြီးလွတ်ပြီးလို့ပြောတာလေကိုစောဘွားကြီးပြန်လွတ်လာပါပြီကိုစောဘွားကြီးလွတ်ငြိမ်းပါလာပြီလို့ကိုပိုင်ရဲကိုဘသူကလာပြီးပြောလိုက်တာလေနောက်တစ်ခုကိုစောဘွားကြီးကအခု60ယောက်ကားကြီးထပ်ထိုးပုံမာတွေကြောင့်ပေါ့နော်ထပ်ထိုးအမှုတွေကြောင့်စိတ်ဆင်းရဲနေမယ်လို့စိတ်တော့ကရောက်နေမယ်စိတ်ဖြည့်စည်းမှုနေမယ်စိတ်ညစ်နေမယ်လို့ကိုပိုင်ရဲကကိုစိတ်နဲ့နိုင်ပြီးပြောလိုက်တာဒါပေမဲ့အဲ့ဒီစကားတွေကိုတစ်ဖက်တရဲလူကကြားရင်တရဲလူတမင်ဝမ်းသာအားရဖြစ်အောင်များကိုပိုင်ရဲကပြောနေသလားထင်ရတယ် သူတို့ချင်းချင်းပဲပတ်ပြီးတော့ဖြစ် ရှိမှာ17နှစ်ကြာတာတော့အပြုံးမပြတ်တဲ့လူက60ကြောက်ဂါကြီးလောက်ကိုစိတ်ဆင်းရဲကိုစိတ်ရဲမစားနိုင်အိမ်နိုင်ဖြစ်နေကြအကြောင်းရှိပါမလားကိုဇော်ဘိုးဟိန်းကိုချစ်တဲ့ကဲတဲ့လူတွေအကုန်လုံးကကိုဇော်ဘိုးဟိန်းစိတ်တဲ့ကိုကောင်းကောင်းသိတယ်အဲ့လိုလူများစားမျိုးမဟုတ်ဘူး သူလင်တီတော့ဆက်ဆက်တိမခံ ကိုစော်ဘွားကြီးကိုချစ်ခင်အားပေးလို့ကိုစော်ဘွားကြီးပုံလေးတွေနဲ့နော်ကိုစော်ဘွားကြီးရဲ့နာမည်လေးကြားတာနဲ့လွတ်မလားဆိုပြီးမျှော်နေကြတဲ့လူတွေကိုနောက်တော့ပုံမှန်နဲ့တရားစွဲခံရတာကိုပျော်နေတာလားဆိုပြီးကိုစော်ဘွားကြီးကိုအားပေးတဲ့လူတွေအကုန်လုံးကိုဝလုံးရှင်နဲ့ရမ်းပြီးတော့ခနဲ့ရွှဲပြီးပြောသွားတာကိုစော်ဘွားကြီးကိုချစ်တဲ့ကင်းတဲ့လူတွေအားပေးတဲ့လူတွေအကုန်လုံးကိုလောင်မြောင်တရောခနဲ့ပြီးပြောတာမနေ့တည်းကကိုပိုင်ရဲကိုပြောတဲ့အကြမ်းဖက်မှုတွေကလွတ်ငြိမ်းမရဘူးလို့ပြောတဲ့ကကိုစော်ဘွားဟင်းကိုအကြမ်းဖက်သမားလို့ပြောတဲ့ကလုံးဝမကြိုက်နေဘူးဒါပေမဲ့ကိုအချင်းချင်းပဲသူစကားပြောဖြစ်ပါလိမ့်မယ်ဆိုပြီးတော့ရေးကြီးခွန်ကျဲမလုပ်တော့ပါဘူးဆိုပြီးထားပြီးတော့ comment လုံးဝင်ရေးလိုက်တယ်အတွေးတင်လိုက်တာဗျာလို့comment လေးဝင်ရေးလိုက်တာကျွန်မ comment ကို तू ကနော်ဗီဒီယိုနဲ့ reply ပြန်ပြီးမစိမဆိုင်နေရောထောင်နေရောပုံမာတွေရောမစိမဆိုင်တာတွေရှောက်ပြောတယ်နောက်တစ်ခုထောင်ဝင်စာအတွက်ကိုစော်ဘိုးဟင်းဒီသူ့ကိုချက်ခင်အားပေးကြလို့ရှိရင်ထောင်ဝင်စာပို့မယ်စာသူ့ကိုဆွတောင်းမြစ်တာပို့တာပေးကြပါနောက်ပြီးတော့သူ့ရဲ့မိသားစုဝင်မဟုတ်ဘဲနဲ့အပြင်းလူတွေပေးတဲ့အစားအစာတွေကိုကျမတို့မယုံပါဘူးကျမတယောက်တည်းသဘောတရားအရကိုစော်ဘိုးဟင်းကိုထောင်ဝင်စာပို့ချင်းချင်းပြန်ပြီးတော့လုံးကြံတော့ပါလေသူ့မိသားစုကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးတဲ့ဓမင်းဟင်းကလွဲလို့တခြားလူကျွေးတဲ့ဓမင်းဟင်းကိုမယုံပါဘူးအဲ့တော့ဒီဖပူးမကတော့သူ့လင်ဇော်ဘုံဟင်းကိုတော်တော်လေးကိုနော်စိတ်ပူတက်ပါတယ်အဲ့တော့ဒီအချောင်းမပိုင်ရဲကိုကလည်းဘလိုတွေတိုးထောင်နေလောက်ပြီးဘလိုတွေကြိုက်လိုက်လဲမှမသိတာဒီကောင်မှဆက်ဆက်တိမခံအောင်အခုလိုပြန်ပြီးတော့ကြိုက်နေတာဆိုတော့နောက်ဆက်တွဲဘလိုတွေထပ်ပြီးကြိုက်ကြအောင်လဲဆိုတာစောင့်ကြည့်ကြသေးတာပေါ့နော်အဲ့တော့ဒီအမျိုးဘာသာသာသနာဆိုပြီးဖင်ကုန်းပြီးអော်နေတဲ့ဒီပုတုမတော်မှာသူ့လင်ဇော်ဘုံဟင်းဘက်ကိုလိုက်ပြီးတော့ပြောနေတဲ့ဆိုပေမဲ့လည်းဒီဓမြပြူကောင်းဆောင်ပောက်ကတုံးကတော့ဒီမမိုးခိုင်ဘက်ကနေနေပြီးဇော်ဘုံဟင်းကိုဘလိုတွေကန်ထုတ်ထားအောင်လဲဆိုတာကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ညာဒီနေ့ကိုစော်ဘိုးဟင်းရဲ့ယုံကြည်ထူးခြားမှုလေးပြောချင်လို့ပါဗျအဲ့ဒီမဲ့ယုံကြည်မှာဒကမတယောက်လာတယ်တဲ့ဘယ်ဒကမတော့ဦးမိုးစိတ်ကြီးကတော့မပြောဘူးဗျနော်ပြောရင်တော့ပညာကောင်းကောင်းတော့ပေးလိုက်ခြင်းတယ်ဘာပြောတယ်လဲဆိုတော့ပောက်ကူတော်ဟာတဲ့ဒီတစ်ချိန်ဒီကိုစော်ဘိုးဟင်းအကြောင်းဘာလည်းပြောပေါ့နော်ကိုစော်ဘိုးဟင်းလည်းမလုပ်မေးဘူးဆိုရအနေထားပြောပုံကြပါတယ်သူကကြည့်ရတာမမိုးခိုင်ပဲပါတယ်တဲ့မမိုးခိုင်နဲ့ပဲပါပေါ့နော်ပြောတာအားမရဘူးပေါ့ပောက်ကူတော်ပြောတာကြီးရတယ်ကျုပ်ကပဲမမိုးခိုင်ကိုသူပြောပုံရကျုပ်ကပဲမမိုးခိုင်ကိုငါကိုင်းတော့ရတော့မယ်ထင်တယ်ကိုစော်ဘိုးဟင်းဘက်ကလိုက်ပြီးပါဟုတ်လားတောက်ကြောင်နေတဲ့ကောင်အဲ့ဒါကိုစော်ဘိုးဟင်းနဲ့မမိုးခိုင်ဖြစ်တယ်ဗျာအဲ့ဒါကျုပ်ကဟုတ်ပြီကိုစော်ဘိုးဟင်းမမိုးခိုင်ဖြစ်တာကျုပ်ကအစင်ပြောင်းပဲပြောရင်ပြောပေးပေါ့ဟုတ်လားမမိုးခိုင်ဆိုတာကလည်းကျုပ်တို့ကငကိုကလေးကတီးရတူတီးရကိုစော်ဘိုးဟင်းဆိုတာတီးတာဦးဇင်းတော့မကြသေးဘူးဟုတ်လားကိုစော်ဘိုးဟင်းနဲ့ဦးဇင်းနဲ့တွေ့တာကလည်းရှည်တန်းမှတွေ့ဘူးတယ်
ဦးစင်းကြောင့်ကိုစောဖိုးနိုင်ဝင်ဟုတ်လားဦးစင်းကြောင့်ဝင်ဖူးတဲ့ဒီလောက်ရှိတာအဲ့တော့ကိုစောဖိုးကိုကူညီခြင်းမကူညီခြင်းဦးစင်းဘက်ကဦးစင်းဆွမ်းနိုင်မြတ်လုတ်ပေးခြင်းလုတ်မပေးခြင်းကိုစောဖိုးခဲမအတီဆုံးပါနော်ရှာပါရင်မကောင်းဘူးတကမှရှာရမ်းရှည်လွန်းလို့ရှိရင်တော့အဲရှာရှည်ရင်းရဲ့ဒုက္ခခင်ဗျခံစားရတယ်နော်ခံစားရတယ်ပြောဖို့ရကျုပ်တို့ကကိုစောဖိုးဒီတမတော်ချင်းမြတ်နိုးလူတယောက်ဖြစ်ပါတယ်အမျိုးသားရေးဓမ္မမဟုတ်ပါဘူးနော်လူကိုယ်တိုင်လည်းမျိုးသားရေးဓမ္မပါလို့လူကိုယ်တိုင်လည်းခံယူထားတဲ့လူတယောက်မဟုတ်ပါဘူးနော်တမတော်ချင်းမြတ်နိုးလူတယောက်ဆိုရင်မှန်လိုက်မယ်ကိုစောဖိုးကတမတော်နဲ့ဖြစ်တဲ့ဘာညာဟုတ်လားဖြစ်တဲ့အရာတွေပေါ့ဗျာအခုဖြစ်တဲ့အပုံမှန်တွေဘာတွေဆိုတာကလည်းဟုတ်လားဒါကောက်ဝတ်တော်မှုဆိုရင်တော့အမြင့်ဆုံးခြာသွားတာပဲဒါလက်နဲ့ကင်ဆောင်အမြင့်ဆုံးခြာသွားတာပဲကဲကြည့်အောင်နော်ခဏပုတုမပြောသွားတာဇော်ဘုံဟိဘတ်ကနေလက်ပြီးမှဒီကာဝေတောက်ကိစ္စဆိုတာလဲဒါသူကိုယ်တိုင်ပဲစီးတာအယောင်းဝယ်မလုပ်ဘူးဆိုပြီးခဏကာပြီးတော့ပြောသွားတာဒီဓမြခေါင်းဆောင်ပောက်ကတုံးကတော့ဒါအမြင့်ဆုံးလှုပ်ချသွားတယ်ဆိုပြီးတော့အခုလိုအပုတ်ချပြီးပြောသွားတာဆိုတော့ဒါဒီကောင်ဘယ်လောက်ထိတုတ်ကြောင်လဲဆိုတာအဲ့ဒါသာကြည့်ပြီးတော့နော်ဒါအမြင်ကတ်လို့ပဲခြားဘလို့ပဲခြားပေါ့ဗျာနော်ကျုပ်တို့ဝင်းကယ်လို့ရတဲ့အရာတွေမဟုတ်ဘူးကျုပ်တို့စွမ်းဆောင်လို့ရတဲ့အရာတွေမဟုတ်ဘူးကိုကဘာလုပ်ပေးနိုင်တယ်လဲဆိုတာပဲကိုဘာကူညီပေးနိုင်တယ်ဆိုတာပဲဦးဇင်းတို့ကလုပ်လို့ရမှာနော်အဲ့တော့ကိုစောဖိုးမမိုးခိုင်နဲ့ကိုစောဖိုးမတဲ့ရတယ်ပဲကျုပ်ကမမိုးမိုးခိုင်ကိုမခေါ်ရတော့ဘူးလားမမိုးမိုးခိုင်ဘက်ကနေမလိုက်ရတော့မမိုးမိုးခိုင်နဲ့ဦးဇင်းတို့ဟုတ်လားမမိုးခိုင်ဘက်ကမလိုက်ရတော့ဘူးလားမမိုးခိုင်66ကကြီးနဲ့ပြည်ဦးလျုံရုံချင်းလာလို့ရှိရင်ဟုတ်လားကဲစခန်းမှာတို့ဟုတ်လားကူညီပေးနိုင်တဲ့ຢာကူညီပေးလိုက်ပါပဲဒါပဲရှိတာဟုတ်လားမမိုးခိုင်တဲစရာမရှိကြောင်းလာတဲ့သွားဒါပဲရှိကြဦးစင်းတို့ကနော်ကဲအဲ့တော့အပူတွေရိုင်းမပြောပါနဲ့ဗျာနော်အပူတွေရိုင်းမပြောကြနဲ့ဟုတ်လားကိုဟုတ်လားအမျိုးသားရေးအမိခံပုံစံမျိုးတွေနဲ့ဟာနော်ဟိုဟာသူရဲကောင်းကြီးရင်မလုပ်နဲ့နော်သူရဲကောင်းကြီးရင်မလုပ်ပါကဲတော့အားလုံးကြားကြတဲ့အတိုင်းပဲနော်ဒီဓမြခေါင်းဆောင်ပောက်ကတုံးကတော့ဘယ်လောက်ထိစမှုကြောင်လဲဆိုတာအဲ့ဒါသာကြည့်ပြီးတော့ဒါအရင်ကဆိုရင်ဒီဇော်ဘုံဟင်းနဲ့ပလူပလဲလုံနေပြီးမှဒါအခုကျတော့ဇော်ဘုံဟင်းဆိုတဲ့ကောင်ကဒီအမျိုးသားရေးရမဟုတ်ဘူးဆိုပြီးဘလို့တွေကန်ထုတ်သွားလဲဆိုတာလေဒီဆေးမှာသူပြောခဲ့တာအားလုံးကြားကြမှာပါနော်ဒါအခုတခါမှဆိုရင်လည်းဒီမမိုးခိုင်နဲ့ဖြစ်တဲ့ကိစ္စအထဲမှာဒီမမိုးခိုင်ရဲ့စမှုကိုကြောင်လားမကြောင်လားဆိုတာသူ့ကြောင်းမှာလာပြီးတော့တဲလို့ရတယ်ဆိုပြီးပြောတော့တာဆိုတော့မင်းတို့ဒီပောက်ကတုံးကိုကိုးကွယ်နေကြတဲ့သူတွေအနေနဲ့ဘလို့အုံနှောင်းနဲ့ကိုးကွယ်နေလဲဆိုတာကိုပြန်ပြီးတော့မေးခွန်းထုတ်ကြတော့နော်ကဲတော့ဒီညပိုင်းတွေကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကိုမောင်နှမတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်မနေ့ပြန်ကြမှာသတင်းကောင်းလေးနဲ့ပြန်ပြီးတော့တက်လာခဲ့ပါအောင်မယ်အားလုံးပဲကျမ်းမာဘေးကင်းကြပါစေညာ